ဇလန်းစာမှာတော့ဂွန်နဲ့ဝူချင်းတို့ဟာမကြခင်ကျင်းပတော့မဲ့အိုလံပစ်ပြိုင်ပွဲအတွက်ပြင်းပြင်းထန်ထန်လေ့ကျင့်နေကြပါတယ်။သူတို့နှစ်ယောက်ဟာညီကိုရင်းတွေလိုရင်းနှီးကြပြီးကမ္ဘာ့ချန်ပီယံဆုကိုစုခူးနိုင်ဖို့မနက်စောစောထားတိုက်ကွက်တစ်တွေကိုတီထွင်လေ့ကျင့်နေကြတာပါ။လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာတော့ဂွန်ကသူ့မေရဲ့ကော်ဖီဆိုင်မှာကူညီပေးလေးရှိပြီးပါဆယ်ပို့တဲ့အလုပ်ကိုလည်းလုပ်ကင်ပေးပါတယ်။တရက်မှာတော့ပါဆယ်ပို့ရမယ့်အဆောက်အဦရဲ့ဓာတ်လေကားပြတ်နေတာကြောင့်လှေကားကနေတက်ပို့ခဲ့ရပါတယ်။ပါဆယ်မှာယူတဲ့သူတွေကဂွန်ရဲ့ပရိသတ်တွေဖြစ်နေပြီးသူ့ကိုချန်ပီယံဖြစ်အောင်အားပေးမယ်လို့ကတိပေးခဲ့ကြပါတယ်။ညစာစားချိန်မှာတော့အမေဖြစ်သူကညီကိုနှစ်ယောက်ကိုတယောက်နဲ့တယောက်ဆောက်ရှောက်ဖို့မှာကြားခဲ့ပါတယ်။ပြိုင်ပွဲမတိုင်ခင်တရားဝင်ဝိတ်တိုင်းတဲ့အခါမှာတော့ဂွန်ရဲ့ပြိုင်ဘက်ဖြစ်သူအားတက်နဲ့စတင်တွေ့ဆုံပါတယ်။အားတက်ဟာမောက်မာတဲ့သူတယောက်ဖြစ်ပြီးဂွန်ကိုမနှက်ဖြန်မင်းမျက်နှာကိုကွဲအောင်လုပ်ပစ်မယ်မင်းသေးဖို့သာပြင်ထားလို့စိန်ခေါ်ခဲ့ပါတယ်။ဂွန်ကဘာမှပြန်မပြောဘဲလက်ဆွဲနှုတ်ဆက်ဖို့စူးစမ်းပေမဲ့အားတက်ကဂွန်ရဲ့မျက်နှာကိုဖျက်ရိုက်လိုက်တာကြောင့်နီးပြတွေအကြားရုံရင်းဆန်ခတ်ဖြစ်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဘဲချွန်းဆိုသူဟာသူ့ရဲ့နောက်လိုက်ခဲခွန်းနဲ့အတူလေစိတ်ကနေထွက်လာခဲ့ပါတယ်။နောက်တစ်နေ့ပြိုင်ပွဲစတင်တဲ့အခါအားတက်ဟာဂွန်ကိုလက်တီးချင်းတိုက်ဖို့ညှင်းဆန်ပြီးစိတ်သက်စစ်စင်ရေးနဲ့စတင်ခဲ့ပါတယ်။ပထမအချီမှာအားတက်ကပြင်းထန်တဲ့ထိုးချက်တွေနဲ့ဖိအားပေးခဲ့ပေမဲ့ဂွန်ကတော့တတိကြီးကြီးနဲ့နောက်ဆုတ်ခုခံနေခဲ့ပါတယ်။ဒုတိယအချီမှာတော့နီးပြဝူချင်းကဂွန်ကိုအနီးကပ်တိုက်ကွက်တွေထုတ်သုံးဖို့ညွှန်ကြားလိုက်ပါတယ်။ဂွန်ဟာကျိုးဝိုင်းထောက်မှာအားတက်ကိုပိတ်မိအောင်လုပ်ပြီးအပြင်းထန်တုံ့ပြန်ခဲ့ပါတယ်။အားတက်သတိလွတ်သွားတဲ့အချိန်မှာဂွန်ကမျက်လုံးကိုပြင်းထန်တဲ့လက်သီးချက်နဲ့ထိုးချလိုက်ပါတယ်။ဒိုင်လူကြီးတွေကဂွန်ရဲ့ထိုးချက်တွေကြောင့်ပွဲကိုရပ်နားလိုက်ပြီးဂွန်ကိုအားကစားစိတ်သက်ရှိသူအဖြစ်ချီးကျူးခဲ့ကြပါတယ်။တတိယအချီမှာတော့ဂွန်ကသူတို့ရဲ့အထူးတိုက်ကွက်ဖြစ်တဲ့အမဲလိုက်ခွေးနီးပြူဟာကိုတုံးပြီးအားတက်ရဲ့ဝမ်းပိုက်ကိုအမိရထိုးနှံနိုင်ခဲ့ပါတယ်။အားတက်ပြန်မထနိုင်တော့တာကြောင့်ဂွန်ဟာအနိုင်ရရှိပြီးချန်ပီယံတစ်ဖြစ်လာခဲ့ပါတယ်။အောင်ပွဲရပြီးနောက်ဂွန်နဲ့ဝူချင်းတို့ဟာအိမ်မှာအသားကင်စားရင်းအတိတ်ကအကြောင်းတွေကိုပြန်ပြောကာပျော်ရွှင်နေကြပါတယ်။အဲ့ဒီအချိန်မှာထိုင်ဝမ်ကပြန်ရောက်လာတဲ့သူတို့ရဲ့အကိုမင်ဂန်ကလည်းလက်ဆောင်တွေနဲ့အတူရောက်ရှိလာပြီး၃ယောက်သားအနာဂတ်အတွက်ခွက်ချင်းတိုက်ကပျော်ရွှင်ခဲ့ကြပါတယ်။သို့တော်လည်းရှုံးနိမ့်သွားတဲ့အားတကတော့ပကျွန်းစီကအကျွေးတွေဆက်နိုင်ဖို့အတွက်မြေအောက်လက်ဝဲလောကတွေကိုရောက်သွားရပါတယ်။ပကျွန်းကအားတကိုလက်မှာတန်ချောင်းပတ်ပြီးထိုးဖို့ခိုင်းစေပါတယ်။အားတကလူသေးနိုင်တယ်လို့ညင်းပေမဲ့ပကျွန်းကသူ့ရဲ့လိုအပ်ချက်တွေကိုသိနေတာကြောင့်နောက်ဆုံးမှာတော့လိုက်နာခဲ့ရပါတယ်။ဒါပေမဲ့ပကျွန်းဟာအားတကိုမညာမတာတိုက်ခိုက်ခဲ့ပြီးအားတရဲ့ခန္ဓာကိုယ်ဟာတေလူနီးပါးဖြစ်သွားခဲ့ပါတယ်။ဘဲချွန်းဟာတက်တေဖြောက်တဲ့အနေနဲ့အားတကိုတက်ပစ်လိုက်ပါတယ်။ဇလန်းရဲ့အလှည့်ပြောင်းမှာတော့ပကျွန်းနဲ့ထဲကွန်းတို့ဟာဂွန်ရဲ့အိမ်ကိုတငယ်ချင်းတွေအယောင်ဆောင်ပြီးရောက်လာပါတယ်။သူတို့ကဂွန်ကိုငွေအမြောက်များနဲ့တိမ့်သွင်းဖို့စ조사ပေမဲ့ဂွန်ရဲ့အမေကမတန်ရှင်းတဲ့ပတ်စံတွေကိုမလိုချင်ဘူးလို့ပြောပြီးညှင်းပယ်လိုက်ပါတယ်။ဒါကြောင့်ပကျွန်းကဒေါသထွက်ပြီးငါလိုချင်တာကိုရအောင်ယူမယ်လို့ချင်းချောက်ကထွက်သွားပါတယ်။ညဘက်မှာတော့ပကျွန်းရဲ့လူမိုက်တွေဟာဂွန်တို့အိမ်ကိုအလစ်ငိုက်ဝင်ရောက်စီးနင်းပါတယ်။ဂွန်ရဲ့အမေကိုပြန်ပေးဆွဲဖို့စ조사ကြပြီးဂွန်နဲ့ဝူချင်းတို့ကအစွမ်းကုန်တိုက်ခိုက်ခုခံကြပါတယ်။အဲ့ဒီလိုတိုက်ခိုက်နေရင်လုံခြုံရေးဟောင်းတွေနဲ့ဂွန်တို့အကြားအပြင်းထန်လုံးထွေးနေကြစဉ်မှာပဲတစ်ဖက်ကလူတွေဟာကားနဲ့ထွက်ပြေးသွားကြပါတယ်။ဂွန်ကနောက်ကနေလိုက်လံတားဆီးပေမဲ့ကားဟာပောက်ကွဲသွားပြီးအပိုင်းတစ်ဟာဒီနေရာမှာပဲရင်ခုန်စရာကောင်းစွာပြီးဆုံးသွားပါတယ်။အပိုင်း2ကိုဆက်လက်ကြည့်ရှုနိုင်ဖို့ channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးရှင်။